အားလုံးပဲမင်္ဂလာပါ Xiaomi Redmi ဖုန်းတွေကို FRP lock ကိုဘိုင်ပတ်နီးနဲ့မရတဲ့ mode တွေကို Go Alright 2ကိုသုံးပြီးတော့ FRP lock ဖြုတ်တာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်လက်ထဲမှာရှိနေတဲ့ဖုန်းလေးကတော့ Redmi Note 13 Pro လေးပဲဖြစ်ပါတယ်ဒီဖုန်းလေးကကြတော့ FRP lock ကျနေတယ်ပေါ့နော် Play Store ထဲကိုတွားပြီးတော့ Gmail account အသစ်ထည့်မယ်ဆိုရင်လည်းထည့်လို့မရဘဲနဲ့ Gmail account lock ကျတာလေးကိုတွေ့ရမှာပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဖုန်းရဲ့ setting တွေကိုတွားပြီးတော့ fingerprint တွေ user log တွေထည့်မယ်ဆိုရင်လည်းထည့်လို့မရဘဲနဲ့ဒီလိုပုံစံလေးပေါ်နေတယ်ပေါ့နော်ဒါဆိုရင်တော့ဒီဖုန်းလေးကတော့ FRP lock တေချာပေါက်ကျနေတာပဲဖြစ်ပါတယ်FRP lock ဖြုတ်ဖို့အတွက်ကျွန်တော်တို့ Google ထဲကိုတွားလိုက်ပါ Google ထဲရောက်ပြီဆိုရင်တော့ Go Alright 2လို့ရိုက်ရှာလိုက်ပေါ့နော် Go Alright 2 website တွေ့ပြီဆိုရင်တော့ကျွန်တော်တို့ဒီလိုပုံစံလေးပေါ်လာမယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့လုပ်မဲ့လုပ်ငန်းစဉ်ကိုလုပ်လို့ရမရပါတော့ server online ဖြစ်လား online ဖြစ်လားအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်ဒီမှာ Xiaomi FRP Mi Assistant Move ဆိုတာလေးတွေ့မှာပေါ့နော်ဒီမှာ server online ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ FRP lock ဖြုတ်လို့ရပါပြီcredit ရဆိုရင်လည်း3 credit လောက်ကုန်မယ်ပေါ့နော်ဖုန်းတစ်လုံးစာအတွက်ကို3 credit ကုန်မယ်ပေါ့နော်ဘယ်ကျွန်တော်တို့ log in ဆိုတာလေးကိုနှိပ်ပြီးတော့ပေါ့နော်တကယ်လို့ကို့မှာ account မဖောက်ရသေးဘူးဆိုရင်လည်း account အရင်ဆုံးဖွင့်လိုက်ပေါ့နော်ကျွန်တော်က account ရှိပြီးသားမို့လို့user name ထည့်မယ်ပြီးရင်ကျွန်တော်တို့ password လေးထည့်ပြီးတော့ log in account ဆိုတာလေးနှိပ်လိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ account ထဲကိုရောက်မှတွေ့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော် user name ကျွန်တော်ထည့်ထားတဲ့ credit amount ကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါအောက်နားကိုနည်းနည်းဆွဲချပြီးတော့ကျွန်တော်တို့လုပ်မဲ့ FRP ကပေါ့နော် online လား offline လားဆိုတာလေးကိုအရင်ဆုံးစစ်ဆေးလိုက်ပေါ့နော်တကယ်လို့ဒီမှာစစ်ဆေးရဲ့အခါမှာ online ဖြစ်နေဆိုရင်တော့ကျွန်တော်တို့လုပ်မဲ့လုပ်ငန်းစဉ်ကိုစပြီးတော့လုပ်လို့ရပါပြီကျွန်တော်တို့စပြီးတော့ FRP lock ဖြုတ်မယ်ဆိုရင်တော့ FRP lock ကျနေတဲ့ဖုန်းကိုပေါ့နော်silent mode အရင်ဆုံးဝင်ပေးလိုက်ပေါ့နော်power ဖွင့်နေတဲ့အနေအထားမှာဖုန်းကိုပိတ်လိုက်ပေါ့နော်ဖုန်းပိတ်သွားပြီဆိုရင်တော့ကျွန်တော်တို့ power ခလုတ်ရဲ့အတန်ချဲခလုတ်ကိုတစ်ပြိုင်တည်းတွဲပြီးတော့နှိပ်လိုက်ပါpower ပွင့်လာတဲ့အနေအထားမှာဆိုရင်တော့power ခလုတ်ကိုလှုပ်ပြီးတော့အတန်ချဲခလုတ်ကိုဆက်ပြီးတော့နှိပ်ထားလိုက်ပါဒီနေရာလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့အောက်ဆုံး၃ကြောင်းမြောက်ကိုသွားမှာဖြစ်ပါတယ်အတန်ချဲတဲ့ခလုတ်လေးအတန်တိုးတဲ့ခလုတ်လေးနဲ့ပေါ့နော်โอเคဒါဆိုရင်တော့ site လုံးမှုကိုရောက်မှာဖြစ်ပါတယ်ကြိုးထိုးမယ်ပြီးရင်ကျွန်တော်တို့ကျွန်တော် Go Alright 2 website ကိုရုံးသုံးပြန်သွားလိုက်ပါနော် Go Alright 2 website တွေကိုသွားပြီးတော့ Go service ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ပြီးရင် FRP unlock ကိုနှိပ်ပါမယ်connected ADP ဆိုတာလေးကိုနှိပ်ပါမယ်ကျွန်တော်ချိတ်ထားတဲ့ device ကိုဒီနေရာမှာရွေးရမှာဖြစ်ပါတယ် connected ကိုနှိပ်ပြီးတော့ကျွန်တော်ချိတ်ဆက်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့မရသေးဘူးပေါ့နော်ဒီမှာကျွန်တော်တို့ Android ADP ဆိုတာလေးတွေ့ရမှာပေါ့နော်ကျွန်တော်တို့ကြိုးဖြုတ်ပြီးတော့ပြန်ပြီးတော့ချိတ်ကြည့်မယ်ပေါ့နော်တခါတည်းလေးကျွန်တော်တို့မရဘူးဆိုလို့ရှိရင်ပေါ့နော်ကြိုးကိုဖြုတ်ပြီးတော့ကြိုးပြန်တက်ပြီးတော့ပြန်လုပ်ကြည့်ပေါ့နော်ကြိုးဖြုတ်မယ်
ကျွန်တော်ပြကျိုးပြန်တက်မှာပေါ့နော်ပြီးရင်ဒီမှာဆိုရင်တော့ကျွန်တော်တို့တက်ထားတဲ့ device လေးဒီမှာတွေ့ရမှာပေါ့နော်ပြီးရင် connector ကိုနှိပ်ပြီးတော့အဲ့တော့ဒီမှာအပေါ်မှာတွေ့ရမှာပေါ့နော်ဒီ Xiaomi 4 Round 64ဆိုတာကြီးတွေ့ရမှာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ device ချိတ်ဆက်မိသွားပါပြီ read info လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖုန်းရဲ့အချက်လက်တွေဒီမှာ info တွေစစ်လို့ရပြီပေါ့နော်โอเค device ချိတ်ဆက်မိတည်ပြီဆိုရင်တော့ကျွန်တော်တို့ညာဘက်ထောက်မှာရှိတဲ့ step FRP unlock ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲဆိုရင် FRP lock ကိုစပြီးတော့ဖြုတ်နေပါပြီဒါဆိုရင်တော့ကျွန်တော်တို့ FRP lock ဖြုတ်တာပြီးသွားပြီပေါ့နော်ဒီနေရာမှာအကုန်လုံးစိမ့်သွားမယ်ပေါ့နော်ဒီလိုမျိုး၅ချောင်းစိမ့်သွားပြီဆိုရင် FRP lock ပြုတ်သွားပါပြီဆိုတော့ကျွန်တော် FRP lock ပြုတ်သွားပြီဆိုရင်တော့ဖုန်းကိုအရင်ဆုံးပြန်သွားလိုက်မယ်ပေါ့နော်ဖုန်းက reboot ကြပြီးတော့ပြန်တက်လာတဲ့လေးကိုကျွန်တော်တို့ခဏစောင့်လိုက်မယ်ဖုန်းက power ပြန်တက်လာတဲ့အနေအထားမှာဆိုရင်တော့ FRP lock ပြုတ်နေတာလေးကိုတွေ့ရမှာဖြစ်ပါတယ်setting ထဲကိုသွားပြီးတော့ခုနထိလို့မရတဲ့ fingerprint တွေ user log တွေကိုပြန်ပြီးတော့ထိကြည့်မှာဖြစ်ပါတယ် setting ထဲကိုသွားလိုက်ပါမယ်ကိုဆိုရင်တော့ user log လည်းထည့်လို့ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့ဒီဖုန်းလေးက FRP lock ပြုတ်သွားပါပြီဒီဗီဒီယိုဖိုင်လေးတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်